ကဲဒီနေ့သင်ခန်းစာမှာကျွန်တော် verb အကြောင်းလေးလာမယ် verb ဆိုတာဘာကြီးလဲပေါ့နော်ဟိုစလုံးလေ verb ခေါ်တာပဲဒီစလုံးလေ verb ခေါ်တာပဲဒီခါတလေဇဝေဆိုတာဖြစ်တယ်ဘယ်စလုံးကို verb ဆိုတာတိတိကျကျမသိရမျိုးရှိတယ်ပေါ့နော် verb တရားလေသူ့ရဲ့ပုံစံနဲ့သူအများကြီးရှိတယ်အဲ့တော့ကျွန်တော်တိတိကျကျလေးသိသွားအောင်လေ့လာကြမယ်ဒီနေ့နော်အဲ့တော့ verb ထဲမှာဘယ်စလုံးတွေပါတယ်ဘယ်စလုံးတွေကို verb လို့ခေါ်တာလဲဒီသင်ခန်းစာကိုကြည့်ပြီးဆိုရင်လုံးဝကွဲသွားပြီဘယ်ဆုံးလဲဒါ verb သိသွားတယ်ဟုတ်ပြီနော်အဲ့တော့ပထမဆုံးလေ့လာမယ် auxiliary verbs ဗါလဲauxiliary verbs auxiliary verbs ထဲမှာဘာတွေပါတော့ဆိုရင်တဲ့ auxiliary verbs ကမိသားစုတစုပဲထားပါအဲ့မိသားစုကနေပြီးတော့ကလေး၃အောင်မွေးလိုက်တယ်ဒီ၃ကောင်မွေးလိုက်တာဘယ်သူတွေကိုမွေးအောင်လဲ do ရဲ့ have ရဲ့ be ရဲ့ဆိုတဲ့သားသမီး၃အောင်ကိုမွေးဖွားလိုက်ပါတယ်အဲ့နော် auxiliary verbs ထဲမှာဘာတွေပါတော့ဆိုရင် verb to do နောက်တစ်ယောက် verb to have နောက်တစ်ယောက် verb to have ပြီးနောက်ထပ်ငယ်ဆုံးလေး verb to be ဒီ၃ခုကို auxiliary verb လို့ခေါ်ပါတယ်အဲ့တော့ဒီစက်လုံးတွေကိုမြတ်တယ်အဲ့ဒါ verb လို့မှတ်လိုက်တော့okay အဲ့ verb to do ထဲမှာဘာတွေပါအောင်ဆိုရင်တော့ तू ကလည်းမိသားစုအဲ့မိသားစုကနေမွေးလိုက်တာ၃ယောက်မွေးနေတယ် तू ကလည်းမိသားစုတက်ရှုံမှာမိသားစုမွေးအောင်မှာခလေးမွေးအောင်မှာ तू ကじゃ does do did သူက၃ယောက်မွေးဖွားလိုက်ပါတယ်အဲ့တော့ does တို့ do တို့ did ဆိုတာဘာပဲတော့ verb ပဲ verb ကမှဘယ်လို verb တော့ auxiliary verb okay အဲ့တော့ verb to have verb to have ကလည်းမွေးအောင်မှာ तू ကလည်းhas ရယ် have ရယ် had ရယ်ဆိုပြီးတော့ထပ်ပြီးတော့မွေးဖွားလိုက်ပြန်ပါတယ်เนาะအဲ့တော့ဒီစလုံးတွေလည်းပါရဲတော့ verb တွေဘယ်လို verb တော့ auxiliary verb အဲ့ဒါကိုသိရမယ် verb to be ကတော့အငယ်ဆုံးဆိုတော့သူကအများကြီးပဲရှိတယ်เนาะသူမှာကတော့ကလေးတွေအများကြီးပဲတဲ့သိပြီးသားစလုံးလေးတွေ is are was when be being oh သူက share ပဲသူက big familyသူလောက်မွေးရသူမရှိသူအများဆုံးပဲเนาะကြည့်လိုက် okay เนาะအဲ့ဆိုဒီစလုံးတွေတွေ့တာဒါတွေကဘာလို့သိရမလို့ verb တွေဆိုတာသိရမယ်အဲ့မှာ verb ထဲမှာဘာ verb အမျိုးအစားလဲ auxiliary verb အမျိုးအစားပါเนาะအခေါ်အဝေါ်လေးကိုသိရမယ်မသုံးတတ်ဘူးဆိုရင်တော့မှအဲ့ဒီအခေါ်အဝေါ်လေးတွေကိုကရင်းနှီးနေရမယ်စာကြောင်းနေရမှာမသုံးတတ်ရင်လည်းအဆင်ပြေတယ်ဟုတ်နော်အဆင်ပြေသေးတယ်ပေါ့เนาะအခုနောက်ကြမှာဘယ်လိုသုံးရမလဲဆိုတော့တစ်ခေါက်ပြန်ပြီးတော့ပြောပြမယ်အခုတော့ဒီခေါ်ဝေါ်လေးနဲ့ဒီစက်လုံးလေးနဲ့တွဲပြီးတော့မှတ်နိုင်အောင်ကြိုးစားမယ်နောက်ထပ်အရေးကြီးတာတစ်ခုကတဲ့ဒီ auxiliary verb တွေက super power ရှိတယ်เนาะသူဲလို့ရှိရတခြားဟာမှာအလို့မရှိဘူး main verb အနေနဲ့လည်းရက်တည်လို့ရတယ် helping verb အနေနဲ့လည်းရက်တည်လို့ရတယ်တဲ့ main verb main ရဲ့အဓိကအဓိပ္ပာယ်ပါ main ဆိုတာအဓိကကိုပြောချင်တာပေါ့เนาะအဲ့တော့စာကြောင်းကမှဆိုသူ့ရဲ့အဓိကအဓိပ္ပာယ်ပါတဲ့အခါမှာလည်းသုံးပြလို့ရတယ်လို့သူ့ရဲ့အဓိကအဓိပ္ပာယ်မပါဘဲနဲ့လည်း तू အဲ့စာကြောင်းကိုကူညီထောက်ပံ့ပေးတဲ့အနေနဲ့သုံးရင်လည်းရတယ် help ကကြတော့ကူညီပေးတဲ့အနေနဲ့ရတယ်အဲ့တော့နှစ်မျိုးသုံးလို့ရတယ်အဲ့ကြောင့်မလို့နှစ်မျိုးသုံးလို့ဒီချယ်ရတခါလေဇဝေစွာဖြစ်တာလေနော် do they does တွေကမေကိုနေရှိမှလည်းထုတ်လို့ရတယ်တခါလေကြလဲတကယ်သူ့ရဲ့အစစ်အဓိပ္ပာယ်အနေနဲ့ပေါ့နော် do homework do house ပေါ့အဲ့လိုလိုင်းကြတော့ကျောင်းသူကျောင်းသားတော်များများစကားလုံးတွေကစင်းနေတော့ဇဝေစွာဖြစ်တယ်အဲ့တော့ဒါတွေကမှားနိုင်ခြင်းနည်းနည်းများတယ်ဥပမာဆိုရင်ဒီချယ်ပြောပြမယ်အမြဲတမ်းပြရှိသည်ဖြစ်သည် I am a doctor ကျွန်တော်ကဆရာဝန်တယောက်ဖြစ်ပါတယ်သူ့ရဲ့အဓိပ္ပာယ်ပါလားပါတယ်ဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်စာသားထဲမှာပါတယ်အဲ့တော့သူကဒီနေရာမှာ main verb ဟုတ်ပြီနော်အောက်ကစာကြောင်းကကြတော့ I'm going to the clinic ငါကဆေးကန်းကိုသွားတယ်လို့ပဲပါတယ်ငါကဆေးကန်းကိုသွားတယ်ဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်လည်းမပါဘူးရှိတယ်ဆိုတဲ့အဓိပ္ပာယ်မပါဘူးအဲ့စာသားအဲ့ဒီ am ရဲ့အဓိပ္ပာယ်ပါအကုန်ပါဘူးဒီစာသားထဲမှာဒါပေမဲ့လိုတော့ထည့်တာပေါ့နော်မလိုဘဲနဲ့ထည့်တာဖြုတ်လို့တော့မရဘူးဖြုတ်ရင်တော့မှားတော့မှာဒီ tense အရာလိုသူကအကူအနေနဲ့ပဲပါလာသူ့ရဲ့အဓိကအဓိပ္ပာယ်ဒီနားမှာပြမရှိဘူးเนาะကျွန်တော်စေကန်းကိုသွားတယ်ဒါပဲကျွန်တော်ဖြစ်တယ်ရှိတယ်ပါလားမပါဘူးအဲ့လိုမျိုးဆိုရင်ဒီမှာဆို main verb အနေနဲ့သုံးပြီးတော့ဒီမှာ helping verb အနေနဲ့သုံးလို့ရတယ်အဲ့တော့ဇဝေဇဝါဖြစ်တတ်တယ် auxiliary verb ဆိုတာဘာတွေပါလဲ verb to do verb to have verb to be verb to do တွေကဘာတွေတော့ verb to have တွေကဘာတွေတော့ verb to be တွေကဘာတွေတော့ဆိုတာကိုသိထားရင်ရပြီ okay အဲ့ဆိုရင်ကျတော့နောက်ထပ် verb အသစ်တစ်ခုကိုသွားမယ်နော်မင်းတို့ဒီစလုံးတွေကိုမြင်မှုမှာပါရင်းနှီးပြီးသားတွေပါဒီစလုံးတွေကနော်နောက်တစ်ခုကじゃ verb ဆို model verbs နော်လက်လျှောက်တဲ့ model တော့မဟုတ်ဘူးနော်သူက DAL model verbs ဘယ်ဟာရောဆိုရင် can cook well wash share show make my must ဒါတွေတွေ့ဘူးတယ်ခဏတွေ့ပြီဒီစလုံးတွေကို model verb လို့ခေါ်တယ်ခုနက verb to do တို့ verb to have တို့ verb to be တို့က auxiliary verb ဒါကကြတော့ model verb သူက super power မရှိဘူးသူကအရန်အားနည်းသူကစာကြောင်းမှာသူ့ရဲ့အဓိကအဓိပ္ပာယ်ဘလုံးမှာပါလို့မရဘူးသူကအမြဲတမ်း helping verb အနေနဲ့ပဲပါတယ်စာကြောင်းတစ်ကြောင်းကိုထောက်ပံ့ပေးတဲ့အခြေအနေမှာပဲပါတယ်သူတယောက်တည်းရက်တည်လို့မရဘူးသူများပေါ်အမြဲတမ်းမိခိုးရတဲ့ verb ဟုတ်ပြီနော်I can ဆိုပြီးတော့ full stop time I can ငါနိုင်တယ်ဘာနိုင်တာဘာလုံးလို့လုံးနိုင်မှလည်းမသိဘူးသူနောက်ကနေ I can read I can jump I can see ဒါမျိုးထည့်ပေးရမယ်ပေါ့နော်အဲ့တော့ तू ကသူတယောက်တည်း
ရက်တည်ပြီးတော့နေလို့မရဘူးတယောက်တည်းမရှင်တန်နိုင်ဘူးခေါ်လေးနဲ့မှသူကနော်ဒါဘာ verb လဲ modal verbs တရားပါလေ can could will would shall should may might must ဒါတွေကို modal verb လို့ခေါ်ပါတယ် can ကလုံးနိုင်တယ် could လုံးနိုင်ခဲ့တယ် will ကလုံးလိမ့်မယ် would ကလည်းလုံးလိမ့်မယ်လို့ပြောတာ shall ကလည်းလုံးလိမ့်မယ်လို့ပြောတာသူတို့ကအတူတူပါပဲနော် should ကကြလုံးတင်တယ် may နဲ့ might ကကြလုံးရင်လုံးမှာဖြစ်ရင်ဖြစ်မှာမဖြစ်လည်းမဖြစ်ဘူး must ကကြလုံးကိုလုံးရမှာနော်ဒါသူတို့သင်ခန်းစာ modal verb သင်ခန်းစာရောက်ရင်တော့ဒီချာအားလုံးကိုခွဲပြီးတော့တခြားလေးရှင်းပြမယ်ပေါ့နော်ဒါကတော့အခုကအချုံရှင်းတာဆိုတော့အပေါ်ရမယ်ပြောပြလိုက်ပြီနော်အဲ့တော့ modal verbs auxiliary verbs ပြီးသွားပြီ modal verbs ပြီးသွားပြီနောက်တစ်မျိုးဆက်သွားမယ်ကဲနောက်တစ် verb တစ်ခုက action verbs ဆိုတာအမှုရာတွေလုပ်လို့ရတယ်ပေါ့နော်ဒီစလုံးတွေကအမှုရာလုပ်လို့ရတယ်ခုနလိုပဲပြောသလိုခုနတစ်ချက်ပြောသလိုပဲဒီတွေနဲ့စုံတယ် eat စားသည် eat အမှုရာလုပ်လို့ drink ဒီစလုံးတွေအကုန်လုံးကအမူအရာပြလို့ရတယ် go သွားတယ် come လာတယ်เนาะအမူအရာပြလို့ရတယ် action လုပ်လို့ရတယ်အကြောင်းလို့ဒီ verb တွေဘာလို့ခေါ်တော့ action verb သူတို့ကတော့စာကြောင်းကြောင်းမှာဆိုအဓိက main အနေနဲ့ပဲလာပါတယ်เนาะဘယ်တော့မှသူကသူများကိုကူညီပေးတဲ့ကောင်းနေမဟုတ်ဘူးအမြဲတမ်း main ပဲเนาะတကူကောင်းဆန်တယ်သူ့မှာလည်းမကူညီဘူး तू ကအဓိက celebrity လိုမျိုးပေါ့เนาะသူသားလေးအဓိကသူ့ကိုတို့တာ MNS တွေအားတွေ has တွေ have တွေလာပြီးတော့ကူညီပေးတာနော်သူကတော့ဘတော်မှသူတို့သွားပြီးတော့မကူညီပေးဘူးအဲ့တော့သူကနည်းနည်းတကူကောင်းဆန်တယ်လို့မှတ်ထားလိုက်ပါနော်အဲ့တော့ဒါတွေကတော့ action verb တွေပါ action verb တွေကမရေမတွက်နိုင်တော့အများကြီးရှိတယ်ပေါ့နော်ဒါကဒီချက်ဒီတိုင်းပဲဥပမာအနေနဲ့ရေးပေးထားတာအဲ့တော့အမူအရာလုပ်လို့ရတယ်ဆိုရင်အဲ့ verb တွေကို action verb လို့ခေါ်ပါတယ်နောက်တစ်ခုသိထားမှာကအမူအရာလုပ်လို့မရအောင်ဆိုရင် stative verb လို့ခေါ်တယ်ဒီချက်ဒီသင်ခန်းစာထဲမှာပဲ stative verb ကိုမပြောသေးဘူးဘာလို့ဆိုတော့များပြီးရင်လည်းရောသွားမှလည်းဆိုလို့เนาะ stative verb ကA2 လောက်ဆိုရင်တော့ပြောမယ်ပေါ့နော် stative verb ကကြတော့ तू ကအမူအရာလုပ်လို့ရ stative verb ကကြအမူအရာလုပ်လို့မရတဲ့ verb တွေပေါ့နော်အဲ့ဒါတွေက ing ပေါင်းလို့မရအောင်ဒီတိုင်းပဲမှတ်ထားလိုက်တော့နော်ဟောဒီထိပဲပြောလိုက်တော့မယ်ဒီသင်ခန်းစာမှာဒီသင်ခန်းစာရဲ့ချက်က verb ဆိုဘယ်လိုစလုံးတွေကိုပြောရတော့ auxiliary verb တွေပါမယ် modal verb တွေပါမယ်ပြီးရင်အခုအမူအရာလုပ်လို့ရတယ်မင်းတို့တွေ့နေကြစကားလုံးလေးတွေပေါ့နော် action verb တွေပါမယ်ပြီး ing ပေါင်းလို့မရတဲ့ stative verb ဆိုတာရှိရင်ဒါပဲအခြေခံကတော့အဲ့ဒါပဲနော်အဲ့ဒါပို့ပြီးတော့မရှိဘူးအဲ့ဒါလေးတွေကိုခေါင်းစဉ်လေးတွေနဲ့တွဲပြီးတော့ပြန်ပြီးမှတ်ထားမယ်။ Okay အဲ့ဆိုရင်ဒီနေ့သင်ခန်းစာကတော့ဒီလောက်ပါပဲ။